ဒီနေ့မှာတော့ကျွန်တော်က hiragana မှာရှိတဲ့ key နဲ့စတဲ့အကြောင်းကိုကျွန်တော်ရှင်းပြမှာပေါ့နော်အဲ့တော့ကျွန်တော်ပုံမှန်တိုင်းကျွန်တော်တို့ key ကိုရေးမယ်ဆိုရင်တော့ကျွန်တော်ကဆွဲချက်3ချက်နဲ့ဆွဲမယ်ပေါ့နော်တစ်ချက်နှစ်ချက်3ချက်အဲ့ဒါကျွန်တော် key ပေါ့နော်အဲ့တော့ key မှာကကျွန်တော်ဆွဲချက်3ချက်တင်မဟုတ်ဘူးပေါ့နော်ကျွန်တော်4ချက်လည်းရှိပါတယ်အဲ့တော့တစ်ချက်နှစ်ချက်3ချက်4ချက်အဲ့တော့ဒီ4ချက်ကကျွန်တော်ဘယ်နေရာတွေမှာသုံးလဲဆိုတော့ဒီကွန်ပျူတာစာရေးစလုံးတွေဒါကျွန်တော်တို့ textbook တွေမှာဆိုရင်တော့ဒီလိုမျိုး4ချက် key လေးနဲ့ရေးပါတယ်ကျွန်တော်လက်ရေးနဲ့ရေးမယ်ဆိုတော့ဒီ3ချက် key နဲ့ရေးတာကပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့ကိုယ့်အနေနဲ့ key ကိုကျွန်တော်တို့ hiragana ရဲ့ key ကိုပုံစံရေးပုံရေးနည်းနှစ်မျိုးစလုံးကိုသိထားရင်ကျွန်တော်ပို့ပြီးတော့အဆင်ပြေပါတယ်တစ်ချက်နှစ်ချက်3ချက်4ချက်ပါအဲ့တော့ဒါက3ချက် key ပါဒါကတော့ကျွန်တော်4ချက် key ပါနောက်တစ်ခါကျွန်တော်စလည်းအတူတူပဲကျွန်တော်ပုံမှန်တိုင်းဆွဲမယ်ဆိုရင်တော့တစ်ချက်နှစ်ချက်စပါအဲ့တော့သူ့မှာလည်းကျွန်တော်တို့က3ချက်စရှိပါတယ်တစ်ချက်နှစ်ချက်3ချက်သူလည်းခုနက key လိုမျိုးပဲပေါ့နော်3တဲ့နေရာလေးတွေကွာသွားတာပါ3တဲ့နေရာကွာသွားတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒါရေးတဲ့နေရာကွာသွားတာပါဒီတိုင်းလက်ရေးနဲ့ရေးမယ်ဆိုရင်တော့ဒါကျွန်တော်တို့ကနှစ်ချက်စလေးကိုရေးလိုက်ရင်ရပါပြီအဲ့တော့3ချက်စလည်းရှိတယ်ဆိုတာဒါကျွန်တော်တို့သိထားစေချင်ပါတယ်ဒါကတော့2ချက်စပါဒါကတော့3ချက်စဖြစ်ပါတယ်